တော်ယုံဆိုမပြောပါဘူးကိုလင်းရဲ့သူကသူ့ယုံကမိမနဲ့သူကဖောက်ပြန်နေတာကိုလင်းရဲ့ဟုတ်လို့လားခခရဲ့လူလူကအဲ့လိုလုံးမဲ့သူမဟုတ်ပါဘူးဟာကိုလင်းတကယ်ချင်းဘက်ကကာပြီးပြောမှာပေါ့သူရှုပ်တာပွေတာကျမအသိဆုံးတေချာစုံစမ်းမအောင်ဟာနင်တို့တွဲလာပဲဒီလောက်ကြာနေပြီဟာအဲ့ဒါကြောင့်ကျမကပိုပြီးရင်နာတာပေါ့ကျမတလောက်ချစ်ပေးကောင်းပေးပါလေနဲ့ကျမမဘာလို့တလောက်လောက်ရရလဲကျမမဘာလို့တလောက်ဖောက်ပြန်ရလဲကိုလင်းဖောက်ပြန်တာငါမဟုတ်ဘူးလေဟာနင်ကလည်းသူများတွေကြားဝင်ငါတမျိုးထင်ကုန်မအောင်တိုးတိုးပြောပါဟာကောင်းပါကိုလေးကျမစိတ်မတိုင်းနိုင်ဖြစ်သွားလို့အေးစိတ်ကိုရှော့ဟိုမိမလည်းရီးသားရင်ကိုတုံးရှိတာជីជីရဲ့နဲ့တက်ကိုစနိုက်ကြော်တာကိုလူကလည်းခြေချုပ်ချင်တာကိုလေးသူကတို့နေကိုကျမမျက်စိနှလုံးနဲ့ပပင်းမိခဲ့တာကိုလေးဟာဒါဆိုဒီကောင်ဘယ်ကောင်းမလဲအဲ့ဒါကြောင့်ပြောတာပေါ့ကိုလေးငါဘာကိစ္စဖောက်ပြန်ရမှာတော့ငါလုပ်ထဲကခိုင်စုဆိုတာလေသူကသူအေးစင်းနေလူပါကွာအလုပ်ထဲမှာဆိုတော့အလုပ်ကိစ္စဘာညာစကားပြောတော့ရှိမှာပေါ့ဒါကိုဒင်းကတက်ငါ့ကိုပြဿနာလိုက်ရှာနေတာမင်းမဟုတ်ဘဲနဲ့တော့ तू ကဆွဆွဲမလားကွာပြီးတော့သူ့မျက်စိနှလုံးနဲ့တက်အမြင်ခဲ့တာလို့ပြောတာမင်းလေသူစကားဆိုယုံနေသေးတယ်ဖြစ်ပေါ်အဒီလိုဟေ့မနေ့ကခငါယုံကိုနေ့လေထမင်းစားလာပို့တော့မကိုက်ဘူးဂျာကြီးကဒီဖိုင်လေးပေးခိုင်းလိုက်ပြီဗျလာကျုပ်စီးရင်လေဒီညနေပြီးတင်ပြပါလို့လေမှားလိုက်တယ်တင်ပြလိုက်မယ်နော်ဒါနဲ့ဂျာရုပ်ချင်နေကောင်းလားဒီတိုင်းပါပဲလူကြီးဆိုအမြဲပြစ်ရှာပြီးတော့တူတိတူတက်ထောက်ပြလိုက်အောင်ပါဟုတ်ပါပြီးခဲ့ရလားလေစီးရင်နေလောက်တဲ့ဟာဩမလေးစပေစင်လေးတစ်ခုစားလိုက်တာမှားလို့ဆိုပြီးတော့အစနေပြက်မြင်ခိုင်းနေတော့ဒါပေါ့မကြီးမတော်တဆဖြစ်တာကွာဒါကိုသူ့ဘက်ကဇွတ်ကိုရီးယားကြီးစံပြီးတော့တွေးချင်ရရှောက်တွေးနေတော့တာဟိုငါလဲသူကပတ်ပင်းမိတယ်ပြောတော့တမျိုးထင်လိုက်တာခအဲ့လိုပဲဟေးအောင်ရေငါလည်းမင်းကိုတွေးတော့သူ့เจ้าလေးပြင်ဖွင့်အောင်မယ်ဟိုနေ့ကလည်းကွာခဏလေးကိုရင်ဖွင့်မယ်ဆိုရင်ငါစားစရာလေးတော့မှားပြစင်ကွာမင်းဟုတ်တာပဲအားနိုင်တာတကယ်ချင်းငါတို့ကလည်းမင်းကိုမဟာမြတ်လက်ဖိတ်တိုင်းမှာခေါ်ပြီးတော့နားတစ်ခါပေးလို့ဖြစ်နေတာအားကုန်ရှင်းမယ်တက်ကြော်ထမင်းတုံးနဲ့စိတ်ထောင်းထမင်းနဲ့ရှင်းတာသေးနော်ငါမှလည်းကွာရင်ဖွင့်ကြတကယ်ချင်းမင်းမရှိတာမဟုတ်ဘူးလားအေးပေါ့မင်းမသိလို့ခတိတ်တဝင်းတိုးတာငါဆိုရင်ဘယ်ကောင်မလေးတော့စကားမပြောရဲဘူးစကားပြောလိုက်တာနဲ့ဟိုဘကကောင်မလေးရပဲငါ့ကိုအထာပေးတယ်လို့ညှူဆွဲတယ်လို့ထင်တိုင်းမထင်တော့တာကွာငါအဲ့တို့စိတ်ညစ်တာအတွဲတွေပြဿနာတက်ပြီဆိုရင်လေသူတို့ရင်လာဖွင့်လို့လိုက်ပြီးစိတ်ညစ်ခံပေးရဘယ်သူတွေမှတ်လဲကျွန်တော်တို့လိုတငယ်ချင်းတွေသူတို့လည်းပြန်ဆင်ပြေသွားရောအဖက်လုံးမခံရတာဘယ်သူတွေမှတ်လဲကျွန်တော်တို့ပဲတဲ့ရလေကိုအရန်ချစ်လို့တဝင်တုံမိတာပါကိုရဲ့စိတ်မဆိုးအောင်နော်စိတ်ဆိုးစရာလားတဲ့အဲ့လိုတဝင်တုံတက်တာလေးကိုပဲကိုကချစ်နေရတာတဲ့ရလေကိုနဲ့စိတ်တာကောက်နေရကိုနဲ့မခေါ်တဲ့2ရက်ဆိုရင်လေနေ့လေးစားကိုဘယ်လိုများစားနေမလဲဆိုပြီးတော့စိတ်ပူနေရခါတိုင်းဆိုရင်လေမဟာမြတ်ကဖေးကနေကိုကြိုက်တဲ့တာလေးတွေတဲ့ရလာပို့ပြီးနေကြလေဟုတ်တယ်မလားမဟာမြတ်ကဖေးကစားနေတာမြတ်ဟာသူ့ကသူဝယ်စားလေရနေတဲ့ဥစ္စာကိုဘာစိတ်ပူစရာရှိလဲဟာဘယ်တူမလဲကွာငါကောင်ရကိုချစ်သူကလာပို့နေလေစားဆိုတော့ပို့ပြီးတော့ရတာရှိတာပေါ့မင်းကရေးသားမရှိ FA ဆိုတော့ဒါတွေဘယ်ခံစားတတ်ပါပဲနော်ဟုတ်တာပဲကိုလင်းရတယ်ဒီမှာမဟာမြတ်ကဖေးကနေကိုကြိုက်တဲ့မော်ရန်ချက်သားလေးတဲမှာပြီးထားရကောင်းတယ်ရော့တဲလေးတွေမဟာမြတ်ကဖေးကမှာထားတဲ့အီချာကွေးအစာတော့ပြစားမေ့နေတာကိုလင်းတော့လဲနားများဆန်ဆန်လေးမှာထားပြီးတယ်စားလိုက်အောင်နော်ကိုလင်းကခွန်ကျင်းမဲ့လို့မရှိဘူးဆိုတော့ကိုပဲစားလိုက်နော်ငါမှလည်းလက်တွေအကောင်းကြီးကိုစားနိုင်တယ်နော်မတူပါဘူးဆိုငါကောင်ရမင်းကအစားတော့ပဲရတာခံတတ်တာပါမချစ်ကိုတော့မင်းရတာမခံတတ်သေးပါဘူးနှော့တဲ့ရ
ကိုကိုကြက်ကြက်တဲ့ပြီးဆုံးတင်ချင်းလေးလည်းမှားထားတယ်ဟမ်ဒီမိမအဆက်ကိုမရှိဘူးရှင်ထိုင်တဲ့ဆိုင်ကြီးကိုလိုက်လာတယ်မြင်လားဟာလေရှင်ဒီမှာရှိတယ်လို့တော့ပြောထားမလား မပြောပါဘူးကွာသူ့အတူလာနေပါပါ မင်းကသူ့တူလာတယ်ပြောနေတာ तू ကမင်းစီတက်တက်လာနေတာနော် နင်းကတမျိုး အော်ဟာမခိုင်ဆိုတယောက်တည်းလား ဟုတ် ဟိုအရင်မဟာမြတ်မုန်နီဖျားနာလေမဟာမြတ်ကပေးဆိုင်တက်မှာထိုင်နေကြလားလို့ပါ အော်ခိုင်စွန်ရဲ့ဒီ64 41အိမ်သားမှာလေအာမမြက်ကဖေးရလေဒီနားမှာဆိုင်ဝက်တစ်ပွင့်နေစရာနဲ့ဒီမှာပဲလာထိုင်ပြနေရ အဲ့ဆိုတော့ပဲကျုံလုံးလေးကုညီတောင်းရအောင်မယ်မခိုင်ဆိုကိုလူလေအလုံးမှာရှူရှူရှက်ရှက်တွေလုပ်ရင်ပြောပါအောင်ကိုလူကိုရီးစားမရှိဘူးထင်နေမှာဆိုလို့ အဲ့ဒါတော့ဘာမှမပူနဲ့ညီမကြီးညီမပဲကိုညီမပဲကြိုက်တာဘယ်သူမှမကြိုက်ဘူးဒါပေမဲ့ကိုလူဘက်ကကြိုက်မကြိုက်တော့အမှလည်းမသိဘူးသွားလိုက်အောင်မနော် 哎呦我的妈！ ဟမ်ရှင်ဘက်ကတော့ရှုပ်ကျင်တဲ့စိတ်ရှိကျင်ရှိနေမှာလို့ပြောတော့တာကြားလားဒါရှင်တို့ easy လောက်ထားလို့ပြင်မှာပေါ့ မင်းကမှလိုက်ကန်းစိုးမသိသွားမိမှာတော့ဟိုကရွဲပြီပေါ့ ဟာလေရှင်ကရှင့်ဟာမဘက်ကတိလို့နားနေရလားကိုလေးမြင်လားကိုလေးနဲ့စဉ်းစားကြည့် တကယ်ချင်းငါမားလာကွာပြော 哎，ခဏလေးရင်ပွေဆွေးနွေးတိုင်မင်မလို့လားနော်ဒီနေ့ကစားပြီးတော့ရင်ပွေဆွေးနွေးတိုင်မင်မယ်ဆိုရင်မဟာမြတ်ကဖေးကငါစားသမျှအကုန်ရှင်းရမယ်အပြင်ဩဒီမှာ1မိနစ်ကို900တနာရီကို3000ကျမယ်ဗျာကဲအချိန်စပြီဗျာတွက်လေမြန်ပြောဩအချိန်ကစနေပြီမဟာမြတ်မုနိဖရာရဲ့အနီးမှာအစားတောင်းတဲ့ဝန်ဆောင်မှုကောင်းတွေကြောင့်10နှစ်တိုင်အောင်မြင်စွာရပ်တည်နိုင်ခဲ့တဲ့မဟာမြတ်ကဖေးနဲ့စားပွဲစုံရဲ့ ဆိုင်ခွဲမှတ်နှစ်ကြီးကိုမန္တလေးမြို့ရှေ့ပိုင်းမှာရှိတဲ့ Police Address 64လမ်း 41A လမ်းတောင်မှာအသစ်ထပ်မံဖွင့်လှစ်လိုက်ပါပြီရှင် ညီမလက်ဖက်ရတာစစ်စစ်နဲ့တန်ရှင်းလက်ဆက်ပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့စားတော့ဖွယ်ရမျိုးစုံကို ခန္ဓာလာပတဲ့ဆိုင်ခွဲနှစ်မှာလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ